ဒီလူမှာ TV ကြည့်ရတာနဲ့ပေါက်ပေါက်စားရတာကိုအရန်ကြိုက်တဲ့မိစ္ဆာတစ်ကောင်ရှိပါတယ်။သူ့ခင်ကိုတစုံတစ်ယောက်ကစော်ကားလိုက်တိုင်းအဲ့ဒီမိစ္ဆာကကိုစားပြန်ပြီးလက်စားချေပေးလေးရှိပါတယ်။အစပိုင်းမှာတော့ဒီမိစ္ဆာလေးကကြက်ချေတော့တစ်ခုပဲဖြစ်ခဲ့ပါတယ်။ဂျက်ကရက်တောက်ရင်အဲ့ဒါကိုတွေ့လို့အင်ကိုကောက်ယူလာခဲ့တာပါ။ဂျက်ကအဲ့ဒါကိုစိုက်ကြည့်နေရင်မတော်တဆရက်ဖိတ်ချသွားခဲ့တဲ့ထူးဆန်းတာကကြက်ချေတော့ကရက်တွေအကုန်လုံးကိုစုပ်ယူလိုက်တာပါပဲ။ဂျက်ကတိတ်ပြီးထူးထူးဆန်းဆန်းမတွေ့ပဲကြက်ချေတော့ကိုဘူးထဲထည့်ပြီးရေခဲတစ်တာထဲထည့်ထားလိုက်တယ်။နောက်တနေ့ကျက်ရေခဲတစ်တာကိုဖွင့်လိုက်တဲ့အခါကြက်ချေတော့ပြောင်းနေတာတွေ့လို့သူအရန်အံ့အားသွားပါတယ်။သူနေရာနှက်လိုက်ရှာပြီးနောက်ဆုံးမှာတော့ကျမ်းပြင်ပေါ်မှာပြန်တွေ့ခဲ့တယ်။ပိုပြီးအန်နိုဖို့ကောင်းတာကကြက်ချေရောက်ကတစ်ခုကနေနှစ်ခုဖြစ်နေတာပါပဲ။ဆက်စုချင်တဲ့ဂျက်ကလက်လံပြီးထိကြည့်လိုက်တဲ့အခါသူ့ကိုအံ့အားတင်စေလောက်အောင်ပဲကြက်ချေရောက်ကတက်ရှိတကောင်လိုတုံ့ပြန်ခဲ့ပါတယ်။နှစ်ဆက်၄နာရီမပြည့်ခင်မှာပဲကြက်ချေတော့ကနေလက်မောင်းတစ်ချောင်းလုံးအဖြစ်ကြီးထွားလာခဲ့တယ်။စိတ်လှုပ်ရှားသွားတဲ့ဂျက်ကမှန်ပြီးလူယူပြီးအဲ့ဒါကိုလေးလာကြည့်လိုက်ပြီးတော့လက်မောင်းကိုရေခဲတစ်တာအေးကန်းနဲ့ထည့်ပြီးတောက်ခတ်ထားလိုက်တယ်။ဒါပေမဲ့၃ရက်အကြာမှာတော့အတန်ကျဲကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ရေခဲတစ်တာရဲ့တော့ကပျက်စီးနေပြီးလက်မောင်းလည်းပြောင်းနေခဲ့ပါပြီးကွဲနေတဲ့ပြတင်းပေါက်ကိုကြည့်ရတာတော့အဲ့ဒီကနေထွက်ပြေးသွားပုံပါပဲ။ဂျက်ဟာသူ့အိမ်မွေးတိရစ္ဆာန်လေးထွက်သွားတယ်လို့မျိုးစိတ်ထဲမှာဟာရာဖြစ်သွားခဲ့တယ်။အဲ့ဒီညနေပိုင်းမှာနောက်ထပ်အတန်ကျဲကြီးတစ်ခုကြောင့်တူလက်နိုးသွားပါတယ်။ဂျက်ဟာတမီနဲ့တင်းနဲ့တလက်ကိုဆွဲပြီးရေခဲတစ်တာစီကိုဥတီသွားခဲ့တယ်။သူရေခဲတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့လုံးဝကိုမင်းတက်သွားပါတော့တယ်။